လောကကြီးမှာလူတွေကိုအစွဲဆောင်နိုင်သောအရာဆိုတာလူတွေပဲဆိုတော့အဲ့ဒီငွေကြောင့်ပဲလူတွေရဲ့အသက်ဘဝတွေအများကြီးဆုံးရှုံးကြရတာတွေရှိရတယ်ဒီလောကကြီးထဲမှာလင်းသူစားတဲ့တယ်ကွာငုံနေတဲ့မျက်ရည်တိုင်းကလိုက်မတုတ်ဘူးခေတ်ကြီးကလက်တန်ရှည်လို့ရှိရင်လှုပ်ချင်တာလှုပ်လို့ရနေတဲ့ခေတ်ကွာလက်တန်ရှည်လူတက်ချင်တာတက်လို့ရတယ်ရုပ်ရှင်တွေကတော့မလွယ်ဘူးပေါ့ကွာကြောင်နေဆိုစိတ်ခံစားချက်တော့ဦးစားပေးမယ်ဆိုရင်လေချောင်းဆက်မှာတွားပြစ်ခဲ့တဲ့အလောင်းကမင်းဖြစ်တော့မှာပေါ့တည်တယ်တည်တာပေါ့မင်းသူလားဒါမှမဟုတ်မင်းကိုညီကိုအရင်တယောက်လို့ခင်ခဲ့လို့ယုံကြည်ခဲ့အတိုင်းထားလိုက်တော့ကွာအခုမင်းတို့ကငါရှိမှရောက်နေရတော့ဘသူကကြားလဲဖားလဲဆိုပြန်တွေးကြည့်ဟိုငါတို့ကလည်းအဲ့ဒီကြားရဲ့အရေးကုန်စုပ်ပြီးတော့ခြေတော့ပဲလုတ်ပြစ်ချင်တာရှင်းလားဒါပဲလားဟမ်အဲ့တော့ပေါ်ဘလို့ထင်တာကိုရန်ကုန်ပြန်လာပြီးတော့မျက်နှာမကောင်းတာကျွန်တော်တို့ရောတတိထားမိရတော့ရှင်းရှင်းရကိုမင်းပတ်ဆောင်ဘလို့နီးလန်းနဲ့အများဆုံးရှာဘူးမယ်အလောင်းကစားနေပေါ့ကိုကြီးကုံတာလေအဲ့ဒီဟာနဲ့ပဲကုံတာကိုကြီးအားလည်းမင်းပြောသလိုပေါ်တော်နေရပဲကောင်းမှထင်တာမင်းငါတို့ကိုလူတွေရဲ့ဘဝအကြောင်းတော့မပြောနဲ့မင်းထက်ငါတို့ကလူတွေရဲ့ဘဝအကြောင်းပို့ပြီးနားလေတယ်ပို့ပြီးကိုချင်းစာတဲ့မင်းလိုမျိုးလူခန္ဓာကိုယ်နဲ့တရိษံစိတ်နဲ့အသက်ရှူနေတဲ့ကောင်မဟုတ်ဘူးငါတို့စိုးတယ်ငါတို့မိုက်ငါတို့ရှူလိုက်တဲ့လေထဲမှာလူတွေရဲ့အသက်ဝါတွေတက်လုံးသားတွေတစ်ခုမှမပါဘူးနားလေတော့မင်းတို့တဘောအလုံးဘလို့နည်းနဲ့ရှာမရနိုင်တဲ့ငွေမောက်မျိုးပါပြီးမှာပေါ့တူလေအခါနမှာပေါ်ကြလားဒါမှတခုလို့ရှိဟုတ်တမလို့ရှင်မင်းကလည်းတော့ငါတို့လက်ခံတယ်မင်းပေးတဲ့ငွေငါတို့ရှူမယ်ထူပန်ကိုပြန်ထွက်လာမင်းရှောက်ကြဆန်လက်မခံလုံးဝလက်မခံနစ်လိုကောင်းဘူးอ่ะတောင်ထဲမှာရိုးဆွေပြီးသိရမှာလက်မခံနိုင်ဘူးလုံးဝလက်မခံနိုင်ဘူးနေရောက်ရင်ညှိလိုက်နှခွန်းကြတော့ငါနားမလဲကပ်ပါကောင်းနေလူတွေရဲ့အသွေးအသားကိုလိုက်ကစုပ်နေရှွန်းစရာတတဝါတတာပဲဒီလိုကောင်းမျိုးတွေငရဲအိုးတွေကိုစောက်ထိုးဆင်းရမှာငရဲအလောအတီးပါမင်းတို့မသိနိုင်တဲ့ဘတ်မတူတဲ့ဘောရယ်ဆိုအများကြီးအဲ့ဒါတွေဘတ်ညီအောင်လည်းစူးစမ်းလို့မရအောင်မြတ်တောင်လည်းစူးစမ်းလို့အဲ့မြတ်တောင်ကိုစူးစမ်းဖို့လုပ်နေလို့ရှိရင်မင်းတို့ရဲ့အချိန်ကောင်းတွေအကုန်လုံးကုန်သွားလိမ့်မယ်ဟဲ့ဘယ်သူလဲမင်းဘယ်ရောက်နေလဲမင်းဘာလို့ဆက်လို့မရတာလဲsorry ကျွန်တော်ဒီမှာလူရောဖုန်းလစ်သွားတာနော်ကွိုင်လေးကူးပြီးတော့ short တွေကြိုက်တာမနေ့ပြန်ကူးခတ်လာတယ်လူကသေးဘလို့ပဲမသေးတာကန်ကောင်းကြီးကိုကြီးဟိုကောင်ကငါ့ဖုန်းထက်ဆက်လာတယ်ဒီကိစ္စအကုန်လုံးသိတယ်ဆိုငါ့ငွေတိုင်းညစ်နေတယ်ဟမ်ညီကိုဘာဖြစ်လို့အဲ့လိုလွယ်ရလဲမင်းတော့လာဖောက်မနေလေမင်းတို့ငါဆက်တော်လို့မရအောင်ငါတိုင်မလို့မရအောင်ငါဘာလို့မလဲမဟုတ်ဘူးကျုပ်ပြောချင်တာညီကိုကျုပ်ပြောချင်တာငါဒီကိစ္စဖြစ်နေငွေကြောင့်မဟုတ်ဘူးငွေဆိုတာငါအတွက်စက်ကူစောက်တာပဲရှိတယ်ကွာရေးကြည့်တာအဲ့ကိစ္စမြင်ပြတ်သွားဖို့ပဲက
ကိစ္စပြတ်တော့လေဝမ်းသာရတာပေါ့ဗျာ သေသွားတဲ့ညီမကိုခုတုံးလှုပ်ပြီးပတ်စံတောင်းနေတဲ့ကောင်ကြီးကတော့ပါရက်သွားလိမ့်မလို့မထဲနေတာလား တဲ့နော်လေဒီမော်လာဒီမော် ကိုမျက်နှာမြင်အောင်နဲ့မောရီပြီးသွားပြီ တက်ကလေးလာတိုင်းဘီဘေရော ကို ယာ ကိုပြေးပေးမှာ9သိန်းလောက်ရှိပါအိမ်ဝင်လဲရမှာမလို့ဘေဘီဆိုင်ရနဲ့ပတ်စံမရသေးလို့ ကိုလူစုရပတ်စံရှိရအဲ့ဒီကပေးတယ်ဒီဘီဘီ အဲ့ပတ်စံတွေကိုအကောင့်နဲ့လွှဲပြီးသွားပြီဘေဘီတို့နှစ်ကုန်ကြရင်ခီးတွက်ကိုစုထားတာလေမထိကြဘူး ကဲဟုတ်အဲ့ဆိုရင်ကိုထက်လွယ်ပြီနော်စိတ်မပူနဲ့ဟုတ်ပြီ Baby, you should break my heart slowly. Baby, you should break my heart slowly. Can we dive in and we go ahead and go? Baby, leave it. ဟဲ့အပြင်းလေအရင်ပြင်းနေပြီမင်းကတော့တောက်မယ်ဆိုဒီလိုမှမခေါ်လာတော့ကွာဟဲ့ဒီမှာပါညာဇရာလေးရလားဟမ် မဟုတ်ပါဘူးဗျာဒါကျုပ်ကောင်မလေးကျန်တော့တချင်းစုမယ် ဟုတ်လားအသိပြီမင်းကအကဲမတည်သေးတဲ့တိုင်အောင်ကိုတဘောနဲ့ကိုလာပြီးပြန်ထိုးပေါင်နေတဲ့ကောင်ပဲအသေးကွာအသေးကွာနေရလားဟွာမင်းတို့အချင်းဆိုတာရအောင်ငါတော့မခံစားဘူးဒါပေမဲ့အသေးကွင်းနေကောင်တော့ငါနည်းနည်းတော့ကိုချင်းစာပြီးလို့ရတယ် အေးစေပါ မိုးလင်းတဲ့အထိငါရဲ့အချိန်ကြီးအကုန်လုံးမင်းကိုပေးမယ်ကွာမင်းဘာလို့ချင်လဲကြိုက်တာလို့ကွာ ဒီကိုဒီကိုကောင်းလိုက်လားဒီကို ဟုတ်တယ်လာလာ ဒီကိုကျန်းနေညလုံးကျန်းပါတော့ ကျန်တဲ့ကောင်တွေကြောက်တယ် အဲ့လိုကျန်းပြ ငါ့ဘုံကတော့ငါပြန်ကြောက်တယ်မင်းတို့လိုက်လောကမှာအရေးကြီးဆုံးမငွေပဲကွာမင်းတို့ပြောနေအလောအတီးတီးမှာခံစားနေရတဲ့ခံစားချက်ကိုတန်းညီပေးနိုင်တာငွေပဲကွာဒီငွေပဲညီပေးနိုင်တာကွာဘာလို့လဲငွေတော့လားဆက်တွေဘာဖြစ်မလဲဆိုနေတည်ရတော့ဘေဘီမအိတ်ချင်လို့ကင်းစော်နေတာကိုအိတ်ချင်ကိုသွားအေး ဘာလို့စိတ်ဆုံးနေလဲဘီဘီရတယ်လိမ့်ပါလား ကိုလာရတယ်အတင်းရင်လည်းမလုံးနဲ့နော် ဘီဘီဘာဖြစ်လဲဘာကိုကိုနေလဲစိတ်ပြီးတော့ကိုပြင်းနေ စိတ်ရှောင်ရပါလားပြောနေမှမသိ ဘာလို့လဲစိတ်ဆုံးနေလဲဘီဘီဘာစိတ်ဆုံးနေကိစ္စရှိလို့လဲဟမ် ကိုဘေဘီတယောက်တည်းနေဝဲအောင်မရှိတော့ဘူးလားတွေးရင်လုံးလုံးယူချင်နေပြီ ဒီလိုနေလို့တော့မရတော့ဘူး။ဘာနဲ့မပြောဘဲကြည့်နေဘယ်တော့ကြာပြီလဲ။ဒီလုံးဝမပြေတဲ့ပြေပိုတော်ဆိုးလာလေ ကလေးမို့လို့လားညီမလေးမှလည်းညီမလေးကိုဘွားနဲ့ကိုရှိသေးတယ်ဒီကိုရဒီအိမ်မှာမနေစေချင်တာပါရတယ်စဉ်းသွားလိုက်မယ်ဒီအိမ်ကိုတိတ်မှတ်နေလို့တော့မဟုတ်ဘူးနော်ဖေးတို့မေးတို့ထားခဲ့တဲ့အိမ်ဖြစ်နေလို့နေနေတာစဉ်းမယ် ဟ
ကြားဘူးတဲ့စကားတစ်ခုရှိတယ်အပြစ်ရှိတဲ့သူတွေကိုအပြစ်မပေးတာနောက်ထပ်အပြစ်တွေကိုကျူးလွန်ခိုင်းတာနဲ့တူတူပဲတဲ့တိတ်ပန်တဲ့စကားပဲကွာ你越压压的，你这搞那个没法陪我们的啦。တဲ့နလုံးလေးဘယ်လိုဝိုင်းလားဟင်ဘယ်လိုဝိုင်း ကိုကိုမျက်နှာမြင်အောင်နဲ့မောရီပြီးသွားပြီ တက်ကလေးလာတိုင်းဘီဘီဘယ်လို ကိုကို ညာ ကိုကိုကေပေးမှာ9သိန်းလောက်ရှိပါအိမ်ကိုဝေလဲရမှာမလို့ဘေဘီဆိုင်ရမယ်ပတ်စံမရသေးလို့ ကိုကိုလူစုတဲ့ပတ်စံရှိရတယ်အဲ့ဒီကပေးတယ်ဒီဘီဘီ အဲ့ပတ်စံတွေကိုအကောင့်နဲ့လွှဲပြီးသွားပြီဘေဘီတို့နှစ်ကုန်ကြရင်ခီးတွက်ဖို့စုထားတာလေမထိကြတော့ ကဲဟုတ်အဲ့ဆိုရင်ကိုကိုထက်လွယ်ပေးမယ်နော်စိတ်မပူနဲ့